တန်တရာကအစမသိအဆုံးမရှိအောင်ရှည်လျားလွန်းပါတယ်မြတ်စွာဘုရားကတန်တရာအစမရှိဘူးလို့မပြောပါဘူးမသိနိုင်ဘူးလို့ပဲပြောပါတယ်မာလူကျဗုဒ္ဓယဟန်ကိုအကျိုးမရှိတဲ့အလုပ်မလုပ်နဲ့ဒါတွေရှာနေလို့လောဘဒေါသမောဟကင်းတာမဟုတ်ဘူးအရေးကြီးတာကခန္ဓာမှာလောင်မြိုက်နေတဲ့ကိလေသာအပူမီးတွေငြိမ်းအေးဖို့ပဲအငင်းပွားနေလို့အကျိုးမရှိဘူးလို့ဟောတော်မူပါတယ်ကိုယ်စိတ်ကိုယ်စိတ်ကိုယ်ကြောင်းကိုသိရပါတယ်ငါဘာဖြစ်နေတာလဲလောဘစိတ်ဖြစ်နေတာလားဆိုတဲ့စိတ်အမြဲသတိကပ်နေရပါတယ်လောဘရှိရင်ဒေါသရောက်လာမှာပါပဲလောဘကင်းတဲ့အလုပ်ဖြစ်မှငြိမ်းအေးရပါတယ်ရှည်လျားတဲ့တန်တရာကြီးထဲမှာနေလာခဲ့တာဘဝတွေထက်နေပါပြီဖျားပွင့်လို့သာသိခဲ့ရတယ်တန်တရာဘယ်ကစမသိတာကစပါတယ်တန်တရာဘယ်မှာဆုံးအသိ